ဒီနေ့ပြောပြပေးချင်တာတော့ M5 ခန်းကြီးရဲ့အခန်းနံပါတ် lesson 5အခန်းနံပါတ်5ပဲဖြစ်ပါတယ်။အဲ့တော့ပထမဆုံးတစ်လုံးလေးကအဖေဆိုတဲ့ခန်းကြီးပေါ့နော်။အဖေဆိုတဲ့လူစားမျိုးကဘယ်လိုလူစားမျိုးလဲဆိုရင်ပါဇက်ဟားလိုက်တာနဲ့တဲ့အမားလောက်ထားမှန်းသိတာအဖေတဲ့ကဲဆွဲရင်းနဲ့မှတ်ကြည့်ရအောင်။ဟာဟီဖူဟဲကိုခတာခဏလေးရဲ့ဟာနဲ့တူလို့ဟာပါဇက်ဟားလိုက်တာနဲ့ဒီနောက်မှာအမားချစ်ပါဇက်ဟားလိုက်တာနဲ့အမားလောက်ထားမှန်းသိတာဘာတူလဲဆိုရင်အဖေပါအဖေကနောက်ထပ်ဘာတွေလဲလုပ်ပေးသေးလဲကို့အတွက်ဖူအစားအသောက်တွေလဲယူလာပေးတယ်လို့မှတ်ပါအဖေကနော်အိမ်မှာဘာလုပ်ပေးရလဲဆိုရင်အစားအသောက်တွေရှာဖွေပေးတယ်ပေါ့ပါဇက်ဟားလိုက်တာနဲ့အမားလောက်ထားမှန်းသိတာအဖေဒါအပြင်အဖေကဖူအစားအစာတွေလဲရှာဖွေကျွေးမွေးတယ်ပေါ့နော်ဒါပေမဲ့ဒီမှာစတားမှတ်ရမယ့်ခန်းကြီးလေးရှိပါတယ်ဒီခန်းကြီးလေးကိုရှေ့ကနေအိုးနောက်ကနေဆန်ကတ်လိုက်ရင်အိုချိဆန်လည်းမဟုတ်ဘူးအိုဖုဆန်လည်းမဟုတ်ပါဘူးเนาะဘာလဲဆိုရင်အိုတိုးဆန်ဒီမှာသူကိုယ်တိုင်စတားလေးပြထားတယ်ပေါ့နော်သူများနဲ့သွားပါရင်တော့သူကဖုနောက်အတန်မှာသူတလုံးနဲ့ဆိုရင်တော့ချီသူများနဲ့သွားပါရင်တော့ဖုပါအဲ့တော့ချီအိုရဆိုတာကဘာလဲဆိုရင်ဖခင်ပါအဲ့တော့ရှေးအခေါ်ဝအသုံးလုံးပေါ့နော်အဲ့တော့ပါဇက်ဟားလိုက်တာနဲ့အမားလောက်ထားမှန်းသိတာအဖေကဘာလဲယူဆောင်လာပေးလဲဆိုရင်ဖုအစားအသောက်တွေလည်းယူဆောင်လာပေးတယ်ဒုတိယမြောက်ခန်းကြီးကဘာလဲဆိုရင်အမေပါအဲ့တော့ဒီခန်းကြီးလေးကိုမြင်လိုက်တာနဲ့ဘာလေးနဲ့သွားတူတယ်လို့ခံစားရလဲဆိုရင်ဓမ္မလေးနဲ့သွားတူတယ်ပေါ့နော်ဆွဲချက်လေးကတစ်ချက်နှစ်ချက်တင်းနဲ့အဆက်ပြောက်လေးထည့်ပြီးမှအလေရဖြတ်မယ်အမေပေါ့နော်ဟာဆိုတဲ့အမေအဲ့တော့ဓမ္မကင်ထားတာအမေသူ့ရဲ့နောက်အတန်ကိုဘလို့မှတ်မလဲဆိုရင်ဘိုးအဘိုးကိုလည်းစောင်းရှောက်ရတယ်ပေါ့အမေကဘသူ့ကိုလည်းစောင်းရှောက်ရလဲဆိုရင်အဘိုးကိုလည်းစောင်းရှောက်ရတယ်လို့မှတ်ပါအဲ့တော့သူများနဲ့သွားပေါင်းနေဆိုရင်သူ့အတန်ထွက်ကဘိုးသူတလုံးနဲ့ဆိုရင်တော့ဟာသူလည်းခုနအဖေလိုပါပဲဒီခန်းညိုရှေ့ကနေအိုးနောက်ကနေဆန်ကတ်မယ်ဆိုရင်တော့အိုဟာဆန်လည်းမဟုတ်ဘူးအိုဘိုးဆန်လည်းမဟုတ်ဘူးအိုခါဆန်အမေဖြစ်ပါတယ်ဒီခန်းကြီးလေးကိုကြည့်အောင်ဒီခန်းကြီးလေးကအဖေကဖူအမေကဘိုးဖူဘိုးဆိုတာမိဘပါလျော်ရှင်းအပြင်မိဘကိုဖူဘိုးလို့လည်းသုံးကြပါတယ်ပေါ့နော်အဲ့တော့ဒီမှာနောက်တစ်လုံးကလည်းရှေ့ရဟာကအမေနောက်ကဟာကအခန်း7မှာတင်ရမယ်နိုင်ငံဆိုတဲ့ခန်းကြီးလေးပါအဲ့တော့အမေရဲ့နိုင်ငံရဲ့ပေါင်းတော့အမိနိုင်ငံဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော်အဲ့တော့အတန်ထွက်ကအမေကသူများနဲ့သွားပေါင်းရင်ဘိုးဆိုတော့ဘိုးခိုခုအမိနိုင်ငံမှာနောက်ခန်းကြီးတစ်လုံးဒီခန်းကြီးလေးကိုမတင်ခင်ဒီနားလေးကအစိပ်အပိုင်းဒီအစိပ်အပိုင်းလေးကိုမနာဆန်တို့ဘလို့မှတ်ပေးပါလဲဆိုရင်ဒီမှာလဲကျွန်တော်ဟောဒါရှိရေးထားရပေါ့နော်ခြေထောက်လို့မှတ်ပေးပါဒီအစိပ်ပိုင်းလေးကိုဘလို့မှတ်ပေးရမလဲဆိုရင်ခြေထောက်လို့မှတ်ပေးပါကဲအဲ့ဆိုရင်ဒီဆွဲချက်လေးနဲ့တခါတည်းမှတ်ကြည့်အောင်ဒီနားကအစိပ်ပိုင်းလေးကိုတော့မပြောတော့ဘူးเนาะအဲ့ဒါပြီးဆွဲရမယ့်ဆွဲချက်ကမြေကြီးဒီမြေကြီးပေါ်ကိုခြေထောက်နဲ့လမ်းလျှောက်တတ်တာအခုမှလားမဟုတ်ဘူးစခိအရင်ကတည်းကဒီမြေကြီးပေါ်မှာခြေထောက်နဲ့လမ်းလျှောက်တတ်တာအခုမှမဟုတ်ဘူးစခိအရင်ကတည်းကသူများနဲ့သွားပေါင်းရင်စံအဲ့တော့ဒီမြေကြီးပေါ်ကိုလမ်းလျှောက်တတ်တာအခုမှမဟုတ်ဘူးစခိအရင်ကတည်းကပါသူများနဲ့သွားပေါင်းရင်စံအဲ့တော့စခိသူတစ်လုံးနဲ့ဆိုရင်စခိအရင်ရဲ့လရဲ့ပေါင်းတော့အရင်လစံကိစအရင်ရဲ့ဒီခန်းကြီးကတော့မတင်ရသေးဘူးပေါ့နော်အဲ့တော့အတန်းကြီးမှတင်ရမယ်စံပိုင်းဆိုတာလဲကိုယ့်ထက်အရင်အလုံးဝင်တဲ့လူကိုယ့်ထက်အရင်ကျောင်းမှာအရင်ကိုယ့်ထက်စီနီယာကြတဲ့လူကိုကျွန်တော်တို့ကစံပိုင်းလို့ခေါ်တယ်မလားအဲ့တော့ကျတော့ဒီမှာစခိဆိုတဲ့အရင်လေးပေါ့နော်နားလည်မယ်လို့ထင်ပါတယ်ဒီသုံးလုံးကိုပြန်နှွှေးရမယ်ဆိုရင်ပထမတစ်လုံးကပါဇက်ဟားလိုက်တာနဲ့အမားလောက်ထားမှန်းသိတာအဖေเนาะအဖေကဖူအစားအသောက်တွေကိုလည်းရှာဖွေကျွေးမွေးတယ်ဓမ္မလေးကင်ထားတာအမေကအဘိုးဘွားတွေကိုလည်းစောင့်ရှောက်တယ်ဒီမြေကြီးပေါ်ကိုလမ်းလျှောက်တတ်တာစခိအရင်ကတည်းကသူများနဲ့သွားပေါင်းရင်စံရမယ်အဲ့တော့နောက်တစ်လုံးဒီခန်းကြီးလေးကခန်းကြီးတစ်လုံးနဲ့ကိုဘတ်2မျိုးရှိနေတာဗောနော်ဘတ်2ခုရှိနေဒီခန်းကြီးလေးကိုမှနောက်ကနေမာရဲရုကဲ့ရင်သူကဘာလဲဆိုရင်ဥမာရဲရုဒီမှာပါဥမာရဲရုဒီခန်းကြီးကိုမှနောက်ကနေမာရဲရုကဲ့ရင်ဥမာရဲရုနောက်ကနေခိရုကဲ့ရင်ဣခိရုအသက်ရှင်သည်ဆိုတဲ့ခန်းကြီးပါအဲ့တော့ရေးနဲ့မှတ်ကြည့်ရအောင်တစ်ခါပဲရတဲ့ဘဝမှာ
အပိုင်း3ပိုင်းပိုင်းပြီးတော့နေရတယ်ဒီမှာတစ်ပိုင်းနှစ်ပိုင်းသုံးပိုင်းအဲ့တော့တစ်ခါပဲရတဲ့ဘဝမှာအပိုင်း3ပိုင်းပိုင်းပြီးတော့ဘာလုပ်ကြလဲဆိုရင် iki တို့အသက်ရှင်ကြတယ်ဥမာရဲတို့မွေးဖွားခြင်းခံရတယ်တစ်ခါတည်းရတဲ့ဘဝထဲမှာအပိုင်းလေးဒီမှာပိုင်းချလိုက်ပြီး3ပိုင်းအဲ့တော့အပိုင်း3ပိုင်းပိုင်းပြီးတော့ဥမာရဲတို့မွေးဖွားခြင်းခံရသလိုအပိုင်း3ပိုင်းနဲ့မွေးဖွားခြင်းခံရသလို iki တို့အပိုင်း3ပိုင်းပိုင်းပြီးတော့လည်းနေထိုင်ရတယ်အပိုင်း3ပိုင်းဆိုတာဘာလဲလို့ပြောရင်လူမွေးတယ်လူငယ်ပိုင်းလူလက်ပိုင်းလူကြီးပိုင်းဒါမျိုးဆိုလိုချင်တာပါเนาะအဲ့တော့ဒီခန်းကြီးကနောက်ကနေမာရဲတို့ကန်ရင် तू ကဥလို့အတန်ထွက်ပြီးတော့ဥမာရဲတို့ဖြစ်ပြီးတော့နောက်ကနေခီတို့ကန်ရင် iki တို့အသက်ရှင်သည်ခုနက3လုံးမြောက်ကခန်းကြီးစခိရဲ့ဒီမှာစေး तू ကသူများနဲ့သွားပေါင်းရင်စေးအတန်ထွက်ပါတယ်အဲ့တော့အရင်မွေးဖွားတဲ့လူကဘာတူလဲဆိုရင်ကိုယ့်ရဲ့စမ်းစေးပါဒါကစခိကအရင်ဥမာတဲ့လူမွေးဖွားတဲ့ကိုယ့်ထက်အရင်မွေးဖွားတဲ့လူဒါမှမဟုတ်ကိုယ့်ထက်အရင်အသက်ရှင်တဲ့လူကဘာတူလဲဆိုရင်စမ်းစေးပါစမ်းစေးဟုတ်ပြီဒီမှာစေကစစ်ရဲ့စေကစစ်နေထိုင်မှုဘဝနားလည်မယ်လို့ထင်ပါတယ်နောက်တစ်လုံးဒီခန်းကြီးလေးကဘာလေးလဲဆိုရင်ဂခုဆိုတဲ့ပညာရေးခန်းကြီးပါဂခုဆိုတဲ့ပညာရေးအဲ့တော့ဘလို့မှတ်ရမလဲဆိုရင်ဒီအဆက်30ကိုစိတ်သက်စီကံပညာဆိုပြီးမှတ်လိုက်မယ်เนาะအဲ့တော့စိတ်သက်စီကံပညာဒီစိတ်သက်စီကံပညာဆိုတဲ့အမိုးလေးအောက်မှာခိုးသုံးမို့ကလေးတွေကိုဘာလုပ်နေလဲဆိုရင်ဂခုပညာရေးသင်ပေးနေเนาะသူကမာနာဘူးတင်ယူသည်ဆိုတဲ့ခန်းကြီးပေါ့เนาะဒါပေမဲ့ဒီ M5 မှာမတွေ့ရလို့ဂခုပညာရေးအနေနဲ့ပဲမှတ်ပေးလိုက်ပါတယ်အဲ့တော့စိတ်သက်စီကံပညာဆိုတဲ့ဒီအမိုးလေးအောက်မှာခိုးသုံးမို့ကလေးတွေကိုဘာလုပ်ပေးနေလဲဆိုရင်ဂခုဆိုတဲ့ပညာရေးကိုသင်ပေးနေတယ်အဲ့တော့ဂခုပညာရေးစေးကမွေးဖွားတာအသက်ရှင်တာပညာရေးအတွက်အသက်ရှင်နေတဲ့လူကဘယ်သူတွေလဲဆိုရင်ကျောင်းသူကျောင်းသားတွေပါကက်စေးကျောင်းသားဒိုင်ဂခုအဲ့တော့ဒိုင်ကအခန်းရှိမှာသင်ရမယ်ပေါ့နော်အဲ့တော့ကြီးတဲ့ပညာရေးအဲ့တော့ပညာတွေကိုအများကြီးသင်ရတာเนาะပညာတွေကိုအကြီးသင်ရတာဘယ်မှာလဲဆိုရင်တက္ကသိုလ်မှာလို့မှတ်လိုက်ပါဒါကြီးကခုတက္ကသိုလ်ခါကခုသိပ္ပံပညာသိပ္ပံဘာသာရဲ့ပေါ့เนาะခါကခုသိပ္ပံဘာသာရဲ့လူကခုစုရုပညာတော့သင်သွားသည်အဲ့တော့ M5 မှာဒီခန်းကြီးကိုကခုအနေနဲ့တွေ့ရတာများပါတယ်6လုံးမြောက်ကခန်းကြီး6လုံးမြောက်ကခန်းကြီးကပထမဆုံးတစ်လုံးကဘာနဲ့သွားတူလဲဆိုရင်ခိတစ်ပင်နောက်ကခန်းကြီးလေးကခုနမှတင်လိုက်ရတဲ့ချစ်အဖေအဲ့တော့တစ်ပင်ကရတဲ့တစ်သားကြီးနဲ့အဖေကအမိုးပါတဲ့ဘာလေးကိုလဲဆိုရင်ဂခုကျောင်းလေးကိုစောက်ပေးတယ်လို့မှတ်ရအောင်သူတစ်လုံးနဲ့တော့ကျောင်းမဖြစ်ဘူးเนาะ9လုံးမြောက်ကခန်းကြီးလေးနဲ့6လုံးမြောက်ကခန်းကြီးလေးပေါင်းမှာဂခိုးဆိုတဲ့ကျောင်းဖြစ်တာဒီမှာကြည့်ရှေ့ကဂခုเนาะနောက်ကဟာခိုးဂခုကိုမဟုတ်ဘဲနဲ့ဒီမှာဂခိုးပညာရေးတင်တဲ့ကျောင်းဆိုတော့ကျောင်းပဲပေါ့เนาะဂခိုးကျောင်းခိုးချော့ဆိုတာကအခန်းရှိမှာသင်ရမယ်ပေါ့နော်သူကအကြီးအကဲရှေတော်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့တော့ကျောင်းမှာအကြီးဆုံးလူကဘယ်သူလဲဆိုရင်ကျောင်းအောင်ဆရာပေါ့နော်ကျောင်းဆရာကြီးကျောင်းဆရာမတွေကိုပြောတာပါရှောကခိုရှောဆိုတာလည်းအခန်းရှိမှာသင်ရမယ်ပေါ့နော်သူကသေးတဲ့ကျောင်းမဟုတ်ဘူးကလေးသေးလေးတွေကိုသင်ရတဲ့ကျောင်းရှောကတ်ကိုမူလာတန်းကျောင်းကိုပြောတာပါဒီခန်းကြီးလေးရှေ့ရဟာလေးကတီးပြီးသားအမေနောက်ကဟာလေးကဘာလဲဆိုရင်ကျောင်းအဲ့တော့အမေရဲ့ကျောင်းရဲ့ပေါင်းတော့အမိကျောင်းဖြစ်သွားတယ်နော်အတန်ထွက်ကလည်းအမေကအဘိုးဘွားတွေကိုစောင့်ရှောက်ရတယ်ဆိုတော့ဘိုးအဲ့တော့ကျောင်းကခိုးအဲ့တော့ဘိုးခိုးဆိုတဲ့အမိကျောင်းဖြစ်သွားတယ်ဒီသုံးလုံးလေးကိုပြန်နှွေးပေးရမယ်ဆိုရင်တခါတည်းရတဲ့ဘဝမှာအပိုင်း3ပိုင်းပိုင်းပြီးတော့ဥမာတဲ့တို့မွေးဖွားခြင်းခံလိုက်ရတယ်လို့ဤခိတို့အသက်ရှင်နေထိုင်နေကြတယ်စိတ်သက်စီကံပညာဆိုတဲ့အမိုးကြီးအောက်မှာကလေးတွေကိုဂခုပညာရေးသင်ပေးနေတယ်အဖေကနော်တစ်ပင်ရတဲ့တစ်သားတွေနဲ့အမိုးပါတဲ့ကျောင်းလေးကိုဘာလို့လဲဆိုရင်စောက်ပေးတယ်အဓိကအကြောင်းဟုတ်ပြီ M4ခုနှလုံးမြောက်ကခန်းကြီးကဘာလဲဆိုရင်ဒီနာလေးကအစိအပိုင်းလေးကဘာနဲ့သွားတူလဲဆိုရင်ကျွန်တော်တို့ခတာခဏဒီမှာခတာခဏနာလေးနဲ့သွားတူတယ်ပေါ့နော်အဲ့တော့ဘလောက်စိတ်နာအောင်ပြောဘ
လောက်စိတ်နာအောင်ပြောဒီနာလေးရဟာလေးကိုတော့မိနာဆန်တို့မှတ်ပေးပါမဒနောက်ထပ်ပြန်ခေါ်ရတယ်စိတ်မနာနိုင်ဘူးเนาะကိုကိုဘလောက်နာအောင်ပြောမဒနောက်ထပ်ပြန်ခေါ်ရတာဘသူတွေလဲဆိုရင်တငယ်ချင်းတွေပါเนาะသူ့ရဲ့နောက်တန်ကယူတငယ်ချင်းတွေကဘာဖြစ်နေကြလဲဆိုရင်ယူနေကြတယ်ပေါ့เนาะအဲ့တော့အယူချင်းပေါက်မိတာပေါ့ကွယ်အဲ့တော့တငယ်ချင်းတွေကဘာဖြစ်နေကြလဲဆိုရင်ယူနေကြတယ်လို့မှတ်ပါအဲ့တော့တငယ်ချင်းတူမိုဓာချီရဲ့တူမိုထိပဲပါပါတယ်မိနာဆန်တို့ဓာချီမပါပါဘူးတူမိုဓာချီတငယ်ချင်းယူချင်းအဲ့တော့ယူနေတဲ့ချင်းလူကဘာတူလဲဆိုရင်ကိုယ့်ရဲ့တငယ်ချင်းတူမိုဓာချီနဲ့ယူချင်းနဲ့ပါကွာလဲဆိုရင်တူမိုဓာချီကF5 asset လောက်မှာတုံးတယ်ပေါ့နော်ယူချင်းကကြတော့ update မြင့်လိုက်တဲ့သဘောပေါ့နော် M4 M3 M2 ဒီလိုနားမှာတိုမိုတာချစ်တဲ့ဆိုင်ရင်ယူချင်းကိုပို့သုံးကြပါတယ်ရှင်းယူကြတော့ကိုယ့်ရဲ့ BFF အဆင့်ရောက်သွားတယ်ပေါ့နော် BFF အဲ့တော့ရင်းနှီးတဲ့တငယ်ချင်းပေါ့ဟုတ်ပါပြီရှစ်လုံးမြောက်ကခန်းကြီးကတစ်ပင်ယူဘာလုပ်လိုက်တာလဲဆိုရင်အမြင့်ကနေခုတ်ပြီးတော့ဘာလုပ်လိုက်လဲဆိုရင်ဒီမှာစာအုပ်လုပ်လိုက်တာပါတဲ့เนาะတစ်ပင်ကြီးကိုအမြင့်ကနေခုတ်ပြီးတော့ဘာလုပ်လိုက်တာလဲဆိုရင်စာအုပ်လုပ်လိုက်တာပါတယ်ရှင်အဲ့တော့သူများနဲ့သွားပေါင်းရင်သွားမို့တူသူများနဲ့သွားပေါင်းရင်မို့တူသူတက်လုံးနဲ့ဆိုရင်ဟွန်းစာအုပ်အဲ့တော့ဟွန်းစာအုပ်ဒီမှာနီဟွန်းလေးကထူးဆန်းတယ်နော်အဲ့တော့နေခန်းကြီးလေးရယ်ဟွန်းဆိုတဲ့စာအုပ်ခန်းကြီးလေးရယ်ပေါင်းလိုက်ရင်ကျွန်တော်တို့ဘာဖြစ်သွားလဲဆိုရင်နီဟွန်းဆိုတဲ့ကျွန်တော်တို့သင်နေတဲ့ဂျပန်ဆိုတာလေးဖြစ်သွားပါတယ်ဟွန်းဆိုတာစာအုပ်ရဆိုတာဆိုင်ဟွန်းရဆိုတော့စာအုပ်ဆိုင်ဒီမှာတော့လူနာမည်လေးပေါ့နော်ယာမမိုတိုဆန်ယာမဟွန်းဆန်မဟုတ်ဘဲနဲ့ယာမမိုတိုဆန်ဟုတ်ပါပြီကိုလုံးမြောက်ကခန်းကြီးကဘလို့မှတ်မလဲဆိုရင်ကျွန်တော်တို့ခုနတင်လိုက်တဲ့ဘာနဲ့သွားတူလဲအမေနဲ့တပုံစံနဲ့ပေါ့နော်ဘယ်နာကွဲသွားလဲဆိုရင်အဆက်လေးကနေပဲကျွန်တော်တို့ဒီတိုချောင်းကြီးဖြစ်သွားတယ်အပေါ်မှာအမူကြီးပို့သွားတယ်ဒါဟာလွယ်လို့နော်အဲ့တော့ तू ကဘလို့ဒီခန်းကြီးကဘလို့အတိတ်ပဲရလဲဆိုရင် every time ကျွန်တော်တို့ဘယ်မှာတွေ့ရလဲဆိုရင်မိုင်းနိချိနေတိုင်းမိုင်းစကိလာတိုင်းမိုင်းတိုရှိမိုင်းနန့်နှစ်တိုင်းမိုင်းအစမနက်တိုင်းဒီလို every ဆိုတဲ့အဓိပ္ပာယ်ရပါအဲ့တော့နှစ်ခုကိုတစ်ခါတည်းမှတ်လိုက်မယ်အမေကမိုင်း every အချိန်တိုင်းရှိနေပေတယ်အမေနဲ့တူနေလို့အမေကအချိန်တိုင်းရှိနေပေတယ်အမေကအချိန်တိုင်းရှိနေပေတယ်လို့မှတ်ပေးပါသူကသူများနဲ့သွားပေါင်းတာပဲရှိပါတယ်မိုင်းဆိုတဲ့ every ဆိုတဲ့အဓိပ္ပာယ်တက်ရောက်ပါတယ်ဆယ်လုံးမြောက်ကခန်းကြီးအဲ့တော့ဆယ်လုံးမြောက်ကခန်းကြီးလေးကိုမှတ်ခင်ဒီအစိပ်ပိုင်းလေးကိုလူလို့မှတ်ပေးပါเนาะအဲ့တော့ရှေ့ဟာဗာလေးလဲဆိုရင်ဒါဟီတိုလူအစ်စ်ပေါ့ဒီနားလေးကလူအတူလေးဒါပေမဲ့ဒီပုံစံလေးကိုလည်းကျွန်တော်တို့လူလို့မှတ်ပါမယ်လူအဲ့တော့လူလေးကဒီမှာအထုပ်လေးအဲ့ဒါလေးတော့အရင်ဆွဲရမှာမဟုတ်ဘူးเนาะအဲ့တော့လူလေးကဒီမှာဒီပုံစံလေးကကျွန်တော်တို့ဝမ်းပြောင်းမြန်တယ်မတူဘူးလားအဲ့တော့တစ်ခုလူလေးကဘာမှမသိတဲ့အထုပ်တစ်ခုကိုတည်လာတယ်ဒီခန်းကြီးလေးကဘာအဓိပ္ပာယ်လဲဆိုရင်နာနီဆိုတဲ့ဘာလဲဆိုတဲ့အဓိပ္ပာယ်ပါသူကနာနီရှိမယ်နန်းရှိမယ်ဘလို့မှမလဲဆိုရင်လူလေးကဝမ်းပြောင်းမြန်အထုပ်လေးတစ်ထုပ်ဘာမှမသိတဲ့အထုပ်လေးတစ်ထုပ်ကိုတည်လိုက်သူတစ်လုံးနဲ့ဆိုရင်နာနီသူများနဲ့သွားပေါင်းရင်နန်းနဲ့သွားပေါင်းပါတယ်နန်းကစဘယ်လာလဲနန်းနင်းဘယ်နှယောက်လဲနန်းကြီးဘယ်နှနာရီလဲဒီလိုမျိုးတွေပါအဲ့တော့နားလည်မယ်လို့ထင်ပါတယ်အဲ့တော့နားလည်လားနားမလည်ဘူးလားဆိုတာကိုမမရေးပြီးတော့ပါအောင်နော်